တခါတော့ကတောအုပ်ကြီးရဲ့ဘေးမှာရွာငယ်လေးတွေရှိပါတယ်။ဒီရွာကရွာသူရွာသားအလုံးဟာတောတွေကမွေတွေကိုဖမ်းဆီးပြီးသူတို့ရဲ့အသက်မွေးဝမ်းကြောင်းပြုကြပါတယ်။တနည်းအားဖြင့်ပြောရရင်တော့ဒါဟာမွေဖမ်းသမားတွေရဲ့ရွာတရွာပေါ့။ဒီရွာလေးမှာမွေဖမ်းသမားမိသားစုတစုနေထိုင်ခဲ့ပါတယ်။အဲဒီမိသားစုမှာအဖွဲ့ဝင်3ယောက်ရှိပြီးသူတို့ကတော့မွေဖမ်းသမားကောင်းဆောင်ဦးမင်းခေါင်သူ့ရဲ့ဇနီးဒေါ်ခင်သီရိနဲ့အတူသူတို့ရဲ့တဦးသီးသောသားလေးမောင်ဘင်းတင်တို့ပဲဖြစ်ပါတယ်။ခင်သီရိရေမင်းသားတော်မှာဘာမှလဲရှင်သားဘာမှလဲဆိုတာမသိဘူးလားသူခုထိအိတ်နေတော့လေကြားလားငါကတော့မင်းတို့သားမိကိုထိုင်ပြီးကျွေးမွေးနေနိုင်တော့မှာမဟုတ်ဘူးဒီနေ့ကစပြီးသူငါနဲ့အတူမွေဖမ်းထွက်ကြမယ်ကျမသူ့ကိုပြောလို့မရပါဘူးရှင်သားကတခြားသူတွေနဲ့မတူပဲစကားကိုပြောင်းပြန်လို့ပြောနေတာသူဘလို့မှမွေးမဖမ်းချင်ဘူးတဲ့ဒီလောက်ကိုလုံးဝမကြိုက်ဘူးတဲ့လေသူပါကြိုက်တယ်ဘာမကြိုက်ဘူးဆိုတာကြည့်နေရမယ့်အချိန်မဟုတ်တော့ဘူးသူ့ကိုသွားနှိုးအခုချက်ချင်းငါနဲ့အတူမွေဖမ်းထိုက်ရမယ်လို့သွားပြောလိုက်ကျမမခေါ်ရဲပါဘူးရှင်သားကိုရှင်းမဲသွားခေါ်ပါအေးငါခေါ်မယ်ဟဲ့ကောင်မင်းတင်အမြန်ထပြီးအပြင်ထွက်ခဲ့စမ်းဘာလို့မရန်စောကြီးအော်ခေါ်နေရလဲဗျာအေးစီးတော့အဲ့မပေးတော့ဘူးလားမင်းသားပြောတဲ့စကားကိုကြည်စမ်းဒီမှာဟဲ့ကောင်နားထောင်စမ်းမင်းအဖေကမင်းကိုထိုင်ကျွေးထားရမယ်တထေးကြီးမဟုတ်ဘူးကွာမင်းအဖေကတာမန်မွေဖမ်းသမားတယောက်ဒီနေ့ကစပြီးဒီအိမ်မှာထမင်းစားခြင်းမင်းကလည်းအတူမွေဖမ်းထွက်ကြမယ်ကျွန်တော်အဲ့ဒါတွေမလုပ်ချင်ပါဘူးဗျာသူ့ဘာသာသူနေရတဲ့တော်တွေကိုဖမ်းဆီးပြီးတော့လူရစီပြန်အောင်ချတဲ့အလုပ်မျိုးဟင်းကျွန်တော်အဲ့ဒါကိုလုံးဝမရှုံနိုင်ဘူးဘလို့မှမရဘူးအဖေခင်တီမင်းသားပြောတာကိုကြားလားငါနောက်ဆုံးတစ်ခေါက်အနေနဲ့ပြောလိုက်မယ်သူသာငါနဲ့အတူမလိုက်ဘူးဆိုရင်သူ့ပြင်မင်းမှဒီအိမ်မှာထမင်းငတ်မယ်တော့ငါပြောခဲ့လိုက်မယ်သွားပါသားရဲ့တားဖေနဲ့လိုက်သွားလိုက်ပါဒါကအမေတို့ရဲ့အသက်မွေးဝမ်းချောင်းအလုပ်ပဲလေဒါတွေကိုမင်းမလုပ်ချင်လဲလုပ်ကိုလုပ်ရမှာပေါ့မင်းဖေကမင်းကိုဘလောက်တောင်အပင်ပန်းခံပြီးကျွေးမွေးပြုစုခဲ့ရတယ်လေသိရဲ့လားသွားလိုက်ပါသားရဲ့ကောင်းပြီလေဒါဆိုလဲသွားမယ်ဒါပေမဲ့နေ့တိုင်းတော့လိုက်နိုင်မှာမဟုတ်ဘူးနော်လိုအပ်လာရင်ကျွန်တော်အခြားစီးပွားရေးတစ်ခုခုလုပ်မယ်ဒီပြစ်မဲ့သက်တော်တွေကိုတော့ဘလို့မှဖမ်းနိုင်မှာမဟုတ်ဘူးအေးကောင်းပြီအရင်ဆုံးမွေးမြများဖမ်းပြီးပတ်စံဆိုလိုက်ပြီးတော့မှအဲ့ဒီပတ်စံနဲ့မင်းကြိုက်တဲ့စီးပွားရေးလုပ်ပေါ့ကောင်းပြီသွားရအောင်အဲ့ဒီလိုနဲ့မိတ်တယ်လဲမွေဖမ်းဖို့တော်တဲ့ကိုလိုက်သွားခဲ့ပါတော့တယ်ဟေးကောင်းဆောင်ဒီနေ့ခင်ဗျားကိုခေါ်လာတော့ဟုတ်ပါပြီ तू ကမွေဖမ်းနိုင်မှာမလားဗျမဖမ်းနိုင်ဘူးဆိုတော့ငါလည်းသိပါတယ်ဒါပေမဲ့ तू တင်ယူလို့ရတာပဲလေဟုတ်တယ်ဒီနေ့ဖြစ်မနေ့ပြန်ဖြစ်မွေကိုတော့မင်းဖမ်းတအောင်တင်ရမှာပဲမဟုတ်ဘူးကျွန်တော်ခင်ဗျားတို့လိုမွေဖမ်းသမားမလုပ်ဘူးကျွန်တော်ဘယ်တတ်တော်ကောင်မှမနှိမ့်ဆက်ချင်ဟေးကောင်လေးအဆန်တော့ငါလည်းမင်းလိုပဲပြောခဲ့တာပဲဒါပေမဲ့အခုတော့ဒါကဆွဲလန်းမှုရောအသက်မွေးကြောင်းတစ်ခုပါနှစ်ခုလုံးဖြစ်သွားပြီကွာဒါပါကောင်းဆောင်ဒီနေ့တောနတ်တဲကိုဝင်သွားကြရအောင်ဒါမှမွေများများဖမ်းနိုင်မှာဒါပါတွားချစို့အဲ့လိုနဲ့တောနတ်တဲရောက်သွားတဲ့အခါမွေဖမ်းသမားကောင်းဆောင်ဦးမင်းကောင်နဲ့ကျန်တဲ့သူတွေအားလုံးဟာပလွေမုတ်ပြီးမွေတွေကိုဖမ်းပါတော့တယ်ဒီမြင်ကွင်းကိုမောင်မင်းတင်ကဘေးကနေရက်ကြည့်နေခဲ့ပြီးစိတ်ထဲမှာအလွန်ပဲစိတ်မကောင်းဖြစ်နေခဲ့ပါတယ်။မွေဖမ်းပြီးတဲ့အခါမှာတော့မောင်မင်းတင်ဟာစိတ်မကောင်းစွာနဲ့ပဲသူတို့နဲ့အတူပြန်လိုက်လာခဲ့ပါတော့တယ်။ရန်နေငယ်ကြာပြီးနောက်မှာတော့မောင်မင်းတင်ရဲ့အဖေဟာရုတ်တရက်နေမကောင်းဖြစ်ပါတော့တယ်။တစ်ဖက်မှာလည်းမွေဖမ်းရရထားတဲ့အတွက်သူတို့အိမ်မှာစားစရာတော့မရှိတော့ပါဘူး။တားလေမင်းတင်အခုမင်းဖေကလည်းနေမကောင်းဖြစ်နေပြီအိမ်မှာဖမ်းထားတဲ့မွေတွေကိုရောင်းပြီးတော့ပဲဒီရက်တွေအတွက်စားစရာကိုစီစဉ်ခဲ့ရတယ်အခုတော့အိမ်မှာမွေလည်းမရှိတော့ဘူးစားစရာလည်းမရှိတော့ဘူးတားလေးရဲ့တောထဲကနေမွေနည်းနည်းလောက်တော့ဖမ်းခဲ့ပါလားမရဘူးအမေကျွန်တော်မွေရဖမ်းနိုင်ဘူးတားမွေမဖမ်းရင်အမေတို့အားလုံးထမင်းငတ်ပြီးတေးရလိမ့်မယ်တားရဲ့အဲ့ဒီပြင်မင်းဖေအတွက်ဆေးဖိုးလဲရှာရအောင်မယ်လေဒါပေမဲ့မွေဖမ်းရတာကိုကျွန်တော်မကြိုက်ဘူးအမေမကြိုက်လို့ဘယ်ဖြစ်ပါမလဲငါတားရဲ့အမေတို့ကမွေဖမ်းမျိုးနွယ်တွေလေအမေတို့ရဲ့အဓိကအသက်မွေးဝမ်းကြောင်းကမွေဖမ်းတဲ့အလုပ်ပဲလေဒါကြောင့်မင်းမွေဖမ်းကိုဖမ်းရမယ်မဟုတ်ရင်အမေတို့မိသားစုထမင်းငတ်ပြီးတေးရလိမ့်မယ်သားလေးရဲ့ကောင်းပြီလေတောင်းပါမယ်ဒါပေမဲ့အဖေနေကောင်းသွားရင်တော့ကျွန်တော်နောက်ထပ်မသွားတော့ဘူးနော်ကျွန်တော်နောက်ဆုံးအနေနဲ့ပြောလိုက်မယ်ကောင်းပါပြီသားရဲ့မင်းဖေနေကောင်းသွားရင်တော့မင်းကိုမွေဖမ်းဖို့အမေထပ်မပြောတော့ပါဘူးဒီလိုနဲ့မောင်မင်းတင်ဟာဘာမှမတတ်နိုင်တော့တဲ့အစုံမွေဖမ်းဖို့အတွက်အိမ်ကနေထွက်လာခဲ့ပါတော့တယ်ဒါပေမဲ့တောထဲရောက်တဲ့အခါမှာတော့သူဘာလို့ရမှန်းမသိဖြစ်နေခဲ့တာပေါ့အခုငါဘာလို့ရမလဲဒီအပြစ်မဲ့တဲ့မွေတွေကိုဖမ်းဖို့လည်းစိတ်မပါဘူးတစ်ဖက်မှာလည်းမွေဖမ်းရင်အားလုံးထမင်းကကြရတော့မှာ
ငါအခုဘာလို့ရမလဲဆိုတော့မသိတော့ဘူးကွာအဲ့ဒီချိန်မှာတော့အနီးနားမှာပုံနေတဲ့နဂါမင်းသမီးကသူ့စကားကိုကြားသွားခဲ့ပါတယ် ။ပန်ဝေါ်စရာပဲ။ဒီလူသားကတော်တော်လေးစိတ်ကောင်းရှိတာပဲ။ကြည့်ပါဦး။မွေရီပေါ်သူ့မှာဘလောက်တောင်တနာကျင်တာစိတ်ရှိလိုက်တယ်လေ။ဒီလောက်ဒုက္ခရောက်နေတာတော့မွေရီကိုမဖမ်းချင်ဘူးတဲ့။ဒီလိုလူကတော့ငါကူညီပေးတယ်နဲ့။ဒါပေမဲ့ငါ့ကိုမြင်သူကြောက်သွားနိုင်တယ်။မဟုတ်သေးပါဘူး။သူကမွေဖမ်းသမားပဲ။မွေကိုမြင်ပြီးကြောက်မှာတော့မဟုတ်တော့ပါဘူး။သူရှိကိုသွားလိုက်တာပဲကောင်းပါတယ် ဟင်ဒါဘာတူလဲ ။တင်းကမွေဖမ်းသမားတယောက်ဖြစ်ပြီးတော့ကျမကိုမမှတ်မိဘူးလား။ကျမကနဂါမင်းသမီးမနစ်ဆန်တာပါ။နဂါဘရင်ရဲ့တူရီတော်သမီးတော်ပါ။ကျမကဒီတော့အုပ်ထဲကမွေရီရဲ့ဘရင်မပါပဲ ဒါဆိုရင်ဘာလို့ကျွန်တော်ရှိကိုရောက်လာတာလဲဗျာကျွန်တော်ကခမည်းတော်ရဲ့ရန်သူတော်ကြီးလေ ။ဟုတ်ပါတယ်။မွေဖမ်းသမားတွေကကျမတို့ရဲ့ရန်သူတွေပါပဲ။ဒါပေမဲ့တင်းကတော့မွေဖမ်းသမားတယောက်မဟုတ်ပါဘူး ဘယ်သူကကျွန်တော်ကိုမွေးဖမ်းသမားမဟုတ်ဘူးလို့ပြောတာလဲဗျကျွန်တော်အဖေအဖိုးတွေအားလုံးမွေးဖမ်းခဲ့ကြတယ်ပြီးတော့ကျွန်တော်လည်းမွေးဖမ်းမှုအတွက်ဒီနေရာကိုဒီနေ့ရောက်လာတာဒါကိုခမည်းကကျွန်တော်မွေးဖမ်းသမားမဟုတ်ဘူးလို့ဘာလို့ပြောလိုက်တာလဲ ။ဟုတ်ပါတယ်။တင်းကမွေဖမ်းသမားမဟုတ်ပါဘူး။ဒါပေမဲ့တင်းအဖေနဲ့အဖိုးတွေမွေဖမ်းခဲ့ကြပေမဲ့တင်းကိုယ်တိုင်ကတော့မွေမဖမ်းချင်ဘူးမို့လား။ဒုက္ခရောက်နေလို့သာတင်းဒီနေရာကိုရောက်လာခဲ့တာပါ။ကျမသိပါတယ် ဟုတ်တယ်ဗျခမည်းပြောတာမှန်ပါရဲ့တကယ်တော့ကျွန်တော်ဝင်မဖမ်းချင်ပါဘူးဒါပေမဲ့ဘာတတ်နိုင်မှာလဲဗျအခုကျွန်တော်အဖေနေမကောင်းဖြစ်နေတယ်အခုကျွန်တော်မွေးဖမ်းမှာပဲရတော့မယ်ဗျဒီလိုမှမဟုတ်ရင်ကျွန်တော်တို့မိသားစုအားလုံးထမင်းငတ်ပြီးတရားလိုက်မယ် ။မဟုတ်ပါဘူး။တင်းတို့မိသားစုထမင်းငတ်ပြီးတရားမှာမဟုတ်ပါဘူး။ပြီးတော့ဒီနေ့ကစပြီးတင်းလဲမွေဖမ်းစရာမလိုတော့ပါဘူး။တင်းစိတ်ထဲမှာတခြားတရားဝါတွေပေါ်ထားတဲ့အကျဉ်းသားတရားနဲ့တနာစိတ်ကိုမြင်ရတာကျမအယံကိုသဘောကျမိပါတယ်။ဒါကြောင့်ပဲကျမတင်းကိုကူညီချင်ပါတယ်။ဒီမှာဒါကိုယူသားလိုက်ပါ။ဒါနဲ့ဆိုရင်တင်းအတွက်ရဲ့တော်ကြအဆင်ပြေသွားပါလိမ့်မယ်။ဒါပြင်နောက်ထပ်တစ်ခုခုလိုအပ်လာရင်လည်းကျမစီကိုလာခဲ့ပါ။ကျမတင်းကိုကူညီပါမယ်။နောက်ပြီးတော့ဒီနေ့ကစပြီးတင်းမွေဖမ်းစရာမလိုတော့ပါဘူး။ အဲ့လိုနဲ့နဂါမင်းသမီးလည်းသူ့ရဲ့လက်ဝဲရနာများထဲမှာအဖိုးတန်ကြောက်မဲ့ရနာတစ်ခုကိုမောင်မင်းထင်ကိုပေးလိုက်ပါတော့တယ်ခမည်းကိုအရင်မဲ့ကျေးဇူးတင်ပါတယ်ဗျာခမည်းကြောင့်ကျွန်တော်ဒီအဖြစ်မဲ့တဲ့မွေကိုဖမ်းစရာမလိုတော့ဘူးဒါဆိုရင်ကျွန်တော်တွားလိုက်ပါအောင်မယ် ကောင်းပြီသွားပါဒါပေမဲ့ကျမအကြောင်းတင်းတို့မွေဖမ်းသမားတွေကိုတော့ပြန်မပြောလိုက်ပါနဲ့နော် ဘယ်သူမှသိစေရမှာမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ခမည်းတို့ကိုဘာတိုက်ခိုက်မှုမှမဖြစ်စေချင်လို့ပါ ကောင်းပါပြီဒါဆိုလဲအခုသွားပါတော့ အဲ့နောက်ပိုင်းမောင်မင်းတင်ဟာဒုက္ခရောက်တဲ့အခါတိုင်းနဂါမင်းသမီးလေးမဏိဆန္ဒထံသို့တွားရောက်ခဲ့ပါတယ်ဒီလိုနဲ့တွားရင်လာရင်မောင်မင်းတင်နဲ့နဂါမင်းသမီးတို့ဟာကောင်းမွန်တဲ့မိတ်ဆွေတွေဖြစ်သွားခဲ့ကြပါတယ်ဒီနေ့မှာတော့မောင်မင်းတင်နဲ့နဂါမင်းသမီးတို့ထိုင်ပြီးစကားပြောနေကြတော့ရုတ်တရက်နောက်ကနေမွေပန်းသမားတစ်ယောက်ကအရာအလုံးကိုမြင်သွားခဲ့ပါတယ်ညနေဆောင်လို့မောင်မင်းတင်အိမ်မရောက်တဲ့အခါမှာတော့ရှားတဲ့ကမွေပန်းသမားအလုံးကသူ့အိမ်မှာစူယုံနေတာကိုတွေ့လိုက်ရတာပေါ့ခေါင်းဆောင်ခမည်းသားတော်မှာပြန်ရောက်လာပါပြီဟင်ခမည်းတော်အားလုံးကျွန်တော်တို့အိမ်ကိုဘာလို့ရောက်နေကြတာလဲရောက်လာတာအကြောင်းရှိလို့ပေါ့ကွာခေါင်းဆောင်ခမည်းပြောမလားကျွန်တော်ပြောရမလားအေးငါပဲပြောမယ်တားလီငါကြားတာမင်းကငကားမတစ်ကောင်နဲ့ချစ်ကြိုက်ပြီးသူ့ကိုမိတ်ဆွေဖွဲ့ထားရဲဆိုဟုတ်လားဟုတ်တယ်အဲ့ဒါဘာဖြစ်လို့လဲဘာဖြစ်ရမှာလဲကွာမင်းမသိဘူးလားမွေးဆိုတော့ဘယ်တော့မှမွေးဖန်းသမားရဲ့မိတ်ဆွေမဖြစ်နိုင်ဘူးမွေနဲ့မွေးဖန်းသမားဆိုတာရန်သူတွေပဲဟုတ်တယ်ကျွန်တော်သိတယ်ဒါပေမဲ့ तू ကမွေးမမဟုတ်တာဖေဟာပြီးတော့အဲ့ဒါကြောင့်ပဲကျွန်တော်ခမည်းတို့လိုမွေးဖန်းသမားမဖြစ်ရှင်လားကျွန်တော်တာမန်လူတယောက်အနေနဲ့ပဲနေထိုင်ရှင်တယ်ခမည်းသားပြောကြားလာခေါင်းဆောင်သူကကျုပ်တို့မွေးဖန်းသမားမျိုးနဲ့ကိုလုံးဝစော်ကားနေတာပဲမွေးဖန်းသမားအိမ်မှာမွေးပြီးတော့မွေးဖန်းသမားမဖြစ်ရှင်ဘူးတဲ့ဒီမှာသားလေးလက်ကားဆိုတာလည်းမွေးပဲကွာငါပြောတာကိုပဲမင်းနားထောင်စမ်းပါငါအဖေငါအဖိုးတွေအားလုံးမွေးဖန်းသမားတွေပဲကွာပြီးတော့မင်းကငါသားမင်းလည်းမွေးဖန်းသမားပဲဖြစ်ရမယ်ပြီးတော့မင်းမရလို့မင်းရဲ့သားမွေးလာခဲ့ရင်လည်း तू လည်းမွေးဖန်းသမားပဲဖြစ်ကိုဖြစ်ရမယ်ဒါကငါတို့မွေးဖန်းသမားမျိုးနဲ့ရဲ့စီကံပဲကျွန်တော်အဖေတို့ရဲ့ဒီလိုစီကံကိုမလိုက်လာနိုင်ဘူးပြီးတော့မွေးဖန်းသမားလည်းမဖြစ်ချင်ဘူးကောင်းဆောင်ခမည်းသားကိုဒီလိုပြောလို့တော့အလုပ်ဖြစ်မှာမဟုတ်ဘူးကျုပ်တို့မျိုးနယ်တွေကမိန်းကလေးတယောက်နဲ့လက်ထပ်ပေးလိုက်ပါဒါဆိုရင်ငကားမနဲ့မိတ်ဆွေဖြစ်တော့မှာမဟုတ်ဘူးသူ့ကောင်းတဲ့မှာလည်းဒီလိုအစွဲကြီးပျောက်သွားလိမ့်မယ်မဟုတ်ဘူးကျွန်တော်ဘသူ့ကိုမှလက်မထက်နိုင်ဘူးမင်းလက်ထက်မလားမလက်ထက်ဘူးလားဆိုတာကမင်းပဲဖြစ်တဲ့ငါပဲဆုံးဖြတ်မှာဟဲ့ကောင်ပေါင်ပြောမင်းတို့သမီးလောက်အမြန်ဆုံးတွားရှာလိုက်ငါသူ့ကိုအမြန်ဆုံးလက်ထပ်ပေးလိုက်မယ်ဟု
ဟုတ်ကဲ့ကျွန်တော်အခုချက်ချင်းပဲတသွသမီးလောင်းကိုရှာဖွေလိုက်ပါမယ်အားလုံးပဲငါနဲ့လိုက်ခဲ့ကြအဲဒီလိုနဲ့ရွာသားတွေကမောင်မိတ်နဲ့လက်ထက်မဲ့မိန်းကလေးကိုရှာဖို့ထပ်သွားခဲ့ကြပါတယ်အမေကျွန်တော်လက်မထက်ချင်ဘူးအမေရဲ့ မင်းလက်ထက်မှကိုဖြစ်မယ်ဒါမှမင်းဘာမှလုပ်လို့မရမှာမင်းဖေလည်းအမေကိုလက်မထက်ချင်ခဲ့ဘူးဒါပေမဲ့ငါတို့မျိုးနယ်ရဲ့စီကံအရသားသမီးတွေဟာအဖေရဲ့သဘောတူညီချက်နဲ့ပဲလက်ထက်ကြရတယ်သွားအခုအိမ်ထဲဝင်တော့အမေမင်းတို့ထမင်းခိုးပေးမယ် အဲဒီလိုနဲ့ရဲနှဲငယ်ကြာလွန်သွားခဲ့ပါတယ်ကျုပ်တရဲ့ရွာမှာကြောက်ဝပွဲစရာကောင်းတဲ့ကယောဂါတစ်ခုကလည်းပြန့်နှံ့လာခဲ့တာပေါ့တန်းနေပေါ်မှာလူတွေနေပကောင်းဖြစ်ကြပြီးလက်ချနေတာကိုတွေ့မြင်နေခဲ့ရပါတယ်တချို့ကလည်းကယောဂါကူးစက်ခံရပြီးတည်ဆုံးသွားကြပါတယ်တစ်ဖက်မှာလည်းရွာရဲ့သမားတော်ကြီးကအချိန်ချင်းကြိုးစားပေမဲ့ဆေးကိုပေါ်ဆက်နိုင်ရင်မရှိခဲ့ပါဘူးအဲဒီအချိန်မှာပဲမောင်မဲတင်နဲ့ရွာသားတချို့ဟာသမားတော်ကြီးစီကိုရောက်လာခဲ့ကြတာပေါ့သမားတော်ကြီးများတပြေးပြေးနဲ့ရွာရဲ့ချင်းတွေကပိုဆိုးဝါးလာပါပြီဒီတိုင်းသာဆက်သွားနေမယ်ဆိုရင်ကျွန်တော်တို့ဘယ်သူမှဒီကြောက်စရာကောင်းတဲ့ကယောဂါကနေလွတ်မြောက်နိုင်မှာမဟုတ်တော့ပါဘူးခင်ဗျားဘာမှမလုပ်တော့ဘူးလားငါလည်းစူးစမ်းခဲ့ပါတယ်ဒါပေမဲ့ဒီကယောဂါရဲ့စိတ်ကိုပေါ်ဆက်လို့မရခဲ့ဘူးဒါပေမဲ့နီးလန်းတစ်ခုတော့ရှိတယ်တောထဲမှာရှိတဲ့အထူးနယ်ပင်တစ်မျိုးသူ့နာမည်ကစနကူးနယ်တဲ့အဲ့ဒီစနကူးနယ်သားကြီးကိုယူလာနိုင်မှလားဒီကြောက်စရာကယောဂါကိုစေးဖို့ဆက်နိုင်မှာဒါဆိုရင်ဘာလို့စောင့်နေရလဲအဲ့ဒီနယ်ပင်ကိုယူလာပြီးစေးပင်မြန်ခေါ်လာတော့လားဒီလောက်လွယ်နေရင်ကအိမ်မှာထိုင်နေပါမလားကွာအဲ့ဒီနယ်ပင်ကတနေရာထဲမှာပဲရှိတယ်ဒါပေမဲ့အဲ့ဒီကိုသွားပြီးနယ်ပင်ကိုယူလာဖို့ကလွယ်တဲ့ကိစ္စမဟုတ်ဘူးပြောပါအဲ့ဒီစနကူးနယ်ကဘယ်မှာရှိရလဲလိုအပ်ရင်ကျွန်တော်တို့အားလုံးသွားပြီးအဲ့ဒီနယ်ပင်ကိုယူလာခဲ့ပါမယ်အခုတော့အားလုံးကသွားကြင်ကြတာပေါ့ဒါပေမဲ့အဲ့ဒီနေရာရဲ့နာမည်ကိုကြားရဲ့ဘယ်သူမှသွားကြင်ကြရမှာမဟုတ်ဘူးဘာလို့လဲဆိုတော့အဲ့ဒီမှာကြောက်စရာကောင်းတဲ့ငွေကြီးတစ်ကောင်ကလွယ်ပင်ကိုစောင့်နေလို့ပဲဘာပြောနေရလဲသမားတို့ကြီးကျွန်တော်တို့ကမွေနဲ့ကစားရဲ့လူတွေပါဘလို့မွေမျိုးကိုမစိုးထိန်းချုပ်နိုင်တာကျွန်တော်တို့အတွက်သမင်းစားရည်တောက်လို့အရန်လွယ်ပါတယ်ဗျာခမ ्या ကနေရဘယ်မှာလဲသာပြောလိုက်ပြီးတော့ဘယ်မွေကအဲ့ဒီຫນွေပင်ကိုစောင့်နေတာလေအဲ့ဒီຫນွေပင်ကတောအုပ်ရဲ့အလေဘိုးကအကြီးမရဲ့တစ်ပင်ကြီးတစ်ပင်ရဲ့ပင်စီမှာရစ်ပတ်နေတယ်ຫນွေပင်ကရွှေရောင်လိုတလက်လက်တောက်ပနေတာမို့တခါမြင်လိုက်တာတဲ့ဘယ်သူမှဆိုမှတ်မိနိုင်တယ်ပြီးတော့အဲ့ဒီຫນွေပင်ကိုစောက်ချက်နေတာကတော့ကြောက်စရာအကောင်းဆုံးမွေနှကားကြီးပဲဘာမွေနှကားကြီးဟုတ်လားဒီနေ့အထိသူ့ရှိကိုတွားရတဲ့လူတယောက်မှမရှိသေးဘူးကျွန်တော်တော့အဲ့ဒီကိုမတွားချင်ဘူးအဲ့ဒါကြောင့်မင်းကပြောတာဘယ်သူမှအဲ့ဒီကိုတွားချင်မှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ဒီကိုတွားရင်အသက်ရှင်ခဲ့ပြန်လာဖို့မျှော်လင့်ချက်မရှိဘူးအဲ့ဒီနယ်ပင်ကိုယူလာနိုင်မှသာဒီကက်ယောဂါကနေလွတ်မြောက်နိုင်မှာဒါဆိုကျွန်တော်သွားမယ်အဲ့ဒီကိုမင်းဘာပြောနေတာလဲငါ့လိုအတွေ့အကြုံရှိတဲ့ဝေဖန်သွားရအောင်သွားဖို့ကြောက်နေတဲ့နေရာကိုမင်းကသွားမယ်ဟုတ်လားယူသွားပြီထင်တယ်ဒီကောင်ကတော့ဟုတ်တယ်ကျွန်တော်သွားမယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီရွာကလူတွေတည်ဆုံးသွားတာကိုထပ်မမြင်ချင်တော့လို့ပဲလိုအပ်လာရင်အားလုံးအတွက်ကျွန်တော်အဲ့ဒီမွေရဲ့လက်ထဲမှာအသိခံလိုက်မယ်ဒါပေမဲ့ကျွန်တော်အဲ့ဒီကိုသွားရမယ်ကောင်းပြီလေမင်းသာဒီနယ်ပင်ကိုယူလာနိုင်မယ်ဆိုရင်ငါဒီကက်ယောဂါကိုအတွက်ဆေးကိုရအောင်ဖော်ဆက်ပေးမယ်ကောင်းပါပြီခင်ဗျားလိုအပ်တာအားလုံးကိုပြင်ဆင်ထားလိုက်ပါကျွန်တော်အဲ့ဒီနယ်ပင်ကိုရအောင်ယူလာခဲ့ပါမယ်အဲ့လိုနဲ့အားလုံးရဲ့အသက်ကိုကယ်တင်မှုအတွက်မောင်မင်းတွေဟာတော်တွေကိုတွားပြီးစနကူးနယ်ကိုရှာဖွေပါတော့တယ်အဲ့ဒီအချိန်မှာတော့ရှာဖွေရင်းနဲ့မောင်မင်းတွေဟာအဲ့စနကူးနယ်ရှိတဲ့နေရာကိုရောက်သွားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီနေရာမှာတော့ကြောက်မဖွယ်ကောင်းတဲ့မွေနှကားကြီးကလွယ်ပင်ကိုစောင့်ကြပ်နေခဲ့ပါတယ်မင်းမဒီတော့တော့တက်သိရှိနေလားဒီနေရာကိုရောက်လာရဲတယ်ပေါ့မင်းမသိဘူးလားဒီကိုရောက်လာတာဟာတည်ရင်တရားကိုရောက်လာတာနဲ့အတူတူပဲဆိုတာဟုတ်ကဲ့ကျွန်တော်သိပါတယ်ဒါပေမဲ့ကျွန်တော်တို့ရွာကလူတွေအားလုံးကာယောဂါနဲ့တည်ဆုံးနေကြပါပြီဗျအဲ့ဒီစနကူးနယ်ပင်သားမရရင်ကာယောဂါအတွက်ဆေးပေါ်ဆက်နိုင်မှာမဟုတ်ဘူးဆေးမပေါ်နိုင်ရင်ရွာကလူတွေအားလုံးတည်ဆုံးသွားကြပါလိမ့်မယ်ဒါဆိုရင်တော့ကောင်းတာပေါ့ငါတို့ရဲ့ရင်လူတော်တွေအားလုံးတည်သွားကြရင်ငါတို့တောထဲမှာဘေးကင်းလုံခြုံစွာနဲ့နေနိုင်ကြမှာပေါ့ကွာမဟုတ်ဘူးအဲ့လိုမပြောပါနဲ့ကျေးဇူးပြုပြီးကျွန်တော်ကိုဒီနယ်ပင်ကိုယူသားဝင်ပြုပါကျေးဇူးပြုပြီးယူသားဝင်ပြုပါဗျာငါကမင်းကိုလဲမယ်ယူသားဝင်ပေးမယ်လို့မင်းကထင်နေတာကကဲအခုပဲမင်းကိုစားပြတော့မယ်ရက်လိုက်စမ်းဟင်မင်းသမီးကဘာလို့ရှိမှလာပြီးရက်နေတာလဲသူကအဲ့ဒီနယ်ပင်ကိုလာယူတာပြီးတော့ဒီနယ်ပင်ကိုစောက်ချက်ဖို့အတွက်ငကားပြင်ကငါ့ကိုဒီမှာထားခဲ့တာမင်းမသိဘူးလားဟုတ်တယ်ငါအားလုံးသိတယ်
ဒါပေမဲ့မင်းသူ့ကိုနွယ်ပင်ယူသွားခွင့်ပေးလိုက်ပါ မဖြစ်နိုင်ဘူးငါဘယ်တော့မှခွင့်မပြုနိုင်ဘူးသူတို့ကငါတို့ရဲ့ရှမ်းသူပဲငါဘယ်တော့မှသူ့လက်ထဲကိုနှွယ်ပင်ထည့်ပေးမှာမဟုတ်ဘူး ငါမင်းကိုအမိန်ပေးနေတယ်သူ့ကိုနွယ်ပင်ပေးလိုက်ပါ မပေးနိုင်ဘူးဘာလို့လဲဆိုတော့ငါကမင်းအမိတ်ကိုနာခံရမယ့်လူမဟုတ်ဘူးမင်းဒီကနေထွက်သွားလိုက်ပါမဟုတ်ရင်မင်းကိုပါငါစားပစ်လိုက်မယ် ဘာမင်းမဒီလောက်တောင်တက်တိရှိနေတာလားမင်းကများငါ့ကိုစားမယ်ဟုတ်လား ဟုတ်တယ်ငါလမ်းမှာပေါ်လာတဲ့ဘယ်လိုကိုမဆိုငါစားပစ်မယ်နောက်ဆုံးချိန်ပြောလိုက်မယ်အခုချက်ချင်းငါရှိကနေထွက်သွား မတော်ဘူးမင်းသူ့ကိုနွယ်ပင်မပေးမချင်းငါဒီနေရာကနေတဖွားမှမခွာဘူး ဒါဆိုရင်ငါအရင်ဆုံးမင်းကိုပဲစားရတော့မှာပေါ့အဲ့လိုနဲ့ငကားနှကောင်အပြင်းထန်တိုက်ခိုက်ခဲ့ကြပါတယ်အဲ့ဒီချိန်မှာပဲမဏိဆန္ဒဟာတန်ရသွားတော့လေနောက်ဆုံးတော့မွေးနဂါးကြီးကိုအနိုင်လိုက်နိုင်တာပေါ့ သွားတော့မင်းတဲ့အခုနွယ်ပင်ကိုယူပြီးမြင်မြန်ပြန်တော့ ဒါပေမဲ့ခမည်းတန်ရအများကြီးရသွားပြီလေခမည်းကဒီလိုအခြေအနေနဲ့ထားပြီးကျွန်တော်ဘလို့လို့သွားရမှာလဲဗျာ ငါအတွက်စိတ်မပူပါနဲ့သွားအဲ့ဒီနွယ်ပင်ကိုယူပြီးမင်းပြန်လိုက်ပါငါအဆင်ပြေသွားမှာပါ အဲ့ဒီလိုနဲ့တမားတော်ကြီးဟာ12ခုနယ်ကိုတထဲရချင်းဈေးဖော်ဆက်တဲ့အလုပ်ကိုစတင်လိုက်ပါတယ်ဈေးဖော်ဆက်ပြီးတဲ့နောက်မှာတော့တမားတော်ကြီးနဲ့မောင်မင်းတင်တို့ဟာရွာထဲကနေနေမကောင်းဖြစ်နေတဲ့သူအားလုံးရဲ့အိမ်တွေကိုလိုက်ပြီးစီးတိုက်ကြွေးပါတော့တယ်တပြည့်ပြည့်နဲ့ရွာကလူတွေအားလုံးကြမ်းမာလာကြတာပေါ့အဲ့ဒီငကားမမီကြောင့်သာသူတို့ဒီလောက်ကြီးမားတဲ့အန်ရကနေလွတ်မြောက်နိုင်ခဲ့တယ်ဆိုတာကိုသိသွားကြတဲ့အခါမှာတော့အားလုံးဟာသူတို့ရဲ့အမှားကိုနားလေသွားခဲ့ကြပါတယ်မင်းနဲ့ငါတို့ရဲ့အမှားကိုငါတို့နားလေသွားကြပါပြီမွေနဲ့မွေရန်မဟာအမြဲတမ်းရန်သူမဟုတ်ဘူးဆိုတာကိုမင်းကသက်သေပြခဲ့တယ်ဟုတ်တယ်ငါတို့အသက်မွေးကြောင့်ပြုဖို့တပ်ဖက်နေတဲ့မွေတွေကပဲငါတို့အားလုံးရဲ့အသက်ကိုကယ်တင်ခဲ့တယ်ဒါကြောင့်ဒီနေ့ကစားပြီးငါတို့မွေမပန်းကြတော့ဘူးလိုအပ်လာရင်တောထဲကနေမင်းတွေကိုပူပြီးဈေးပေါ်ဆက်ပြီးတော့ဈေးမှာရောင်းချကြမယ်ခမရတို့ရဲ့စကားကိုကြားတာကျွန်တော်အယံဝမ်းသာပါတယ်ဒီတဲ့င်းကိုအဝှချက်ချင်းပဲငကားမင်းသမီးမင်းဆန္ဒကိုတားပြောပြရမယ်ဟုတ်တယ်တားပြောလိုက်ဒီနေ့ကစားပြီးငါတို့ကသူတို့ရဲ့ရန်သူမဟုတ်တော့ဘူးလို့မင်းဆန္ဒအခုခမရတရားတွေတက်တာသွားပြီလား ကောင်းသားပါပြီပြီးတော့ကျမနေကောင်းမှလည်းဖြစ်မှာလေမဟုတ်ရင်တင့်ကိုဘယ်သူကကြည့်ရှုစောင့်ရှောက်မှာလဲ ဟုတ်တယ်ခမရပြောတာမှန်ပါတယ်ခမရမရှိရင်ကျွန်တော်ကိုဘယ်သူကကြည့်ရှုမှာလဲခမရကလာကျွန်တော်ရဲ့အရာရာလေးပါ တော်ပါပြီရှင်အခုအနားကိုလာပြီးထိုင်ပါအောင် အဲ့ဒီလိုနဲ့မောင်မင်းတင်နဲ့ငကားမင်းသမီးလေးမဏိဆန္ဒတို့ကြားမှာဘာအတားအဆီးမှမရှိတော့ပါဘူးသူတို့ဟာထာဝရမိတ်ဆွေများအဖြစ်ပျော်ရွှင်ချမ်းမြေ့စွာနေထိုင်သွားကြပါတော့တယ်အဲ့ဒီချိန်မှာပဲမွေးဝဲသမားတွေနေတဲ့ရွာဟာလည်းဝေဖန်းရွာအဖြစ်ဆက်လက်တည်ရှိမနေတော့ပဲရွာရဲ့အမိကိုတမားတော်ရွာလို့ပြောင်းလဲခေါ်ဆိုခဲ့ကြပါတယ်ဒီပေါ်မင်းကြီးကနေရရှိတဲ့သင်ခန်းစာကတော့တောက်တော်တိုင်းအပေါ်မှာမေတ္တာတရားထားခြင်းဟာရှမ်းသူကိုတော့မိတ်ဆွေဖြစ်နေစေနိုင်ပြီးရှင်နာတနာမှုနဲ့ရဲစံတတိဟာအခက်အခဲအားလုံးကိုကျော်လွှားနိုင်စေတယ်ဆိုတာပါပဲအစင်လာဆိုတာအမဲတမ်းမှန်ကန်နေတာမဟုတ်ပဲကိုချင်းစာတရားနဲ့အမှန်တရားကိုလက်ကင်ထားခြင်းကသာလူ့ဖွဲ့စည်းအားလုံးကိုကောင်းကျိုးဆန်းလာဖြစ်စေနိုင်ပါတယ်တတိရှိရှိနဲ့မှန်ကန်တဲ့ဘက်မှာရက်တည်ရဲသူတစ်ယောက်ဟာလောကကြီးတစ်ခုလုံးကိုပြောင်းလဲစေနိုင်တဲ့စွမ်းအားကိုပိုင်ဆိုင်နိုင်တယ်ဆိုတာကိုဒီဇလန်လေးကမိမောင်းထုတ်ပြနေတာပဲဖြစ်ပါတယ်